with me ရဲ့ homestead system ကြောင့်ခေါင်းလေးရှုပ်နေပြီလားမပူပါနဲ့ကျွန်တော်စစ်စစ်ကဲတင်ဖို့ရောက်ရှိလာပါပြီဟုတ်ပြီ homestead ကိုကျွန်တော်လုပ်တော့မယ်ဆိုရင်အရင်ဆုံးနံပါတ်1ဒီ event ထဲက quest တိုင်းကျွန်တော်တို့အရင်တော့အကြောင်းတွေပြင်သွင်းမယ်နောက်ကြောင်းတွေပြန်မယ်သင်္ချာတွေတွက်မယ်ငန်းတွေတွက်စမယ်ဘာညာတရကပြီးလို့ဒီရောင်နဲ့စကားပြောပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီပစ္စည်းဝါတဲ့ blissful tree လေးကိုကျွန်တော်တို့စိတ်ကြိုက်ပြင်ဆင်လို့ရပါပြီဒီမှာကျွန်တော် file လမ်းချမယ်ပြီးရင်ဒီက tutorial quest တိုင်းကျွန်တော်အရင်ဆုံးလုပ်ရမယ်ဒီ tutorial ဘာညာတရကမှာတစ်ပြီဆိုရင်လာပါပြီနံပါတ်1ဟုတ်ပြီအရင်ဆုံးဒီ homestead မှာပါတဲ့ဒီ menu တွေအကြောင်းမပြောခင်ကျွန်တော်ဒီ industry တွေအကြောင်းကျွန်တော်အရင်ဆုံးပြောပြမှရမယ်ဘာလို့လဲဆိုဒီ industry ကိုအရင်ဆုံးနားလည်မှာကျွန်တော်တို့နောက်ပိုင်းကိုလိုချင်တယ်လို့မျိုးစိတ်ကြိုက် management လုပ်လို့ရမှာပါလောလောဆယ် industry တိုင်းကကျွန်တော်9မျိုးရှိရယ် blissful tree ကျွန်တော်ဒီ blissful tree ဆိုတဲ့ဒီနေရာကျွန်တော်တို့စားသောက်ဆိုင်ဆောက်ခိုင်းတဲ့ဒီနေရာပါနောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင် personal home မှာကိုစိတ်ကြိုက်တဲ့နေရာမှာတွားပြီးဆောက်လို့ရတယ်နောက်တစ်ခုကကျတော့ residential area ကျွန်တော်တို့ဒီ recruit လုပ်ထားတဲ့ NPC နေဖို့အတွက်နေရာနောက်တစ်ခုကကျတော့ဒီ porcelain kiln လို့ခေါ်တဲ့အိုးလုပ်တဲ့နေရာပြီးရင် brewery wine လုပ်တဲ့နေရာ farmland ကျွန်တော်တို့ကောက်စိုက်တဲ့နေရာပြီးရင် crane tree လို့ခေါ်တဲ့ကျွန်တော်တို့ NPC တွေအနားယူတဲ့နေရာဒီလိုမျိုး9မျိုးရှိပါတယ်ဒီကျွန်း area တစ်ခုလုံးစိတ်ကြိုက်ကိုကြိုက်တဲ့နေရာမှာ industry ကိုကိုစိတ်ကြိုက်ဆောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကကျတော့ဒီလိုမျိုး blissful tree မှာပဲပြုတ်သိပ်ပြီးတော့သမင်တကာကိုစောင့်နေတာဘာလို့လဲဆိုတော့ component limit များခြင်းလို့ဟုတ်ပါတယ် industry တိုင်းမှာ component limit ဆိုတာရှိပါတယ်ဒီတော့ industry တစ်ခုမှာကျွန်တော်တို့လိုချင်တဲ့ကောင်လေးစောင့်နေတဲ့ limit ပြည့်သွားပြီဆိုရင် industry ကိုချင်းချလိုက်ပြီးတော့ထပ်ဆောက်သွားလို့ရပါတယ်ဒီတော့ကျွန်တော်လိုမျိုးပြုတ်သိပ်နေရာစောက်ဖို့ဆိုရင် industry ကိုချတဲ့ခါကျရင်သူကတမမေးပါတယ်recommended area မှာသွားဆောက်မှာလားတမပဲပြန်လုပ်မှာလား overlap allow ဆိုရသူပြောပါတယ်ဒါဆိုရင်ကျွန်တော် create area ဆိုပြီးလောက်လိုက်ပြီဆိုရင် industry က overlap တော့ဖြစ်သွားပြီးတော့ဒီနေရာမှာထပ်ပြီးတော့တခြားကောင်တွေထပ်ထည့်လို့ရပါတယ်ဥပမာကျွန်တော်တို့ဒီ blissful tree ထဲမှာကျွန်တော် residential area ကိုကျွန်တော်ထည့်လို့ရတယ်ဒါပေမဲ့ residential area နှစ်ခုတော့တွားပြီးထပ်လို့မရပါဘူးသူ့ရဲ့ဘေးနားမှာတွားပြီးထည့်မှရပါပါ farmland နဲ့ residential area နဲ့ကထပ်လို့မရဘူး home နဲ့ residential area နဲ့ကထပ်လို့ရပါတယ်ဒီလိုမျိုး create here ဆိုတော့နေပြီးတော့ကျွန်တော်တို့ပြုတ်သိပ်ဆောက်လဲရတယ်လို့ဒီ recommended area ဆိုတော့တွားပြီးတော့ကိုယ့်ဘာကို whole way မှာကိုယ့်ဘာကိုဥပမာ residential area ကိုတနေရာတွားဆောက်တာလို့ကိုယ့်အိမ်ကိုကိုယ်စိတ်ကြိုက်နေရာမှာတမင်အရင်ဆုံးတွားလောက်တာလို့ကိုယ့်ဘာကိုစိတ်ကြိုက်လုပ်လို့ရပါတယ်အကယ်၍ကွာ industry ကိုမှားချလိုက်မိလို့ဖြတ်ချင်တယ်ဆိုရင်လည်းအရင်ဆုံးအဲ့ဒီ industry ဆောက်ထားတဲ့နေရာကိုတွားဒီနေရာလေးမှာ industry တိုင်းအောင်ချိန်ပြီးရင်ဒီနားလေးမှာကျွန်တော် delete ဆိုတာလေးရှိပါတယ်ဖြတ်ချလို့ရပါတယ်ဒါပေမဲ့ delete ထားမှာဖြတ်လိုက်ပြီဆိုရင်အထက်ကကောင်လေးအကုန်လုံးပါသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချက်တော့ delete ထားပေးပါဥပမာကျွန်တော်တို့ residential ဆောက်ဖို့အတွက်ဆိုရင်ကျွန်တော်အရင်ဆုံးဒီ home ဆိုတာကိုအရင်ဆောက်ပါပါတယ်ဒီ home ဆိုတာကိုဆောက်လိုက်တယ်ဒါဆိုရင်ကျွန်တော် residential area ရပြီဒါပေမဲ့ဒီကျွန်တော်တို့ NPC ထားဖို့ဆို home ကတော်တော်ကြီးစုံနေတယ်မထားချင်ဘူးကိုယ်တိုင်ဆောက်ချင်တယ်ဆိုရင်ဒီကောင်ကိုဖြတ်ချလိုက်လို့ရပါတယ်ဒါပေမဲ့ဒီ home ကိုဖြတ်ရုံနဲ့ residential industry ကမပြောက်သွားပါဘူးကြံနေအောင်ပါဒီတော့အဲ့ဒီနားမှာကျွန်တော် farmland တွေထားမှဆိုရင်တော့ထားလို့မရတော့ဘူးဒါကြောင့်မလို့ residential industry ကိုပါကျွန်တော်တို့ဖြတ်ပြီးတော့မှတခြားကောင်တွေထပ်ထည့်လို့ရမှာအဲ့ဒီ industry တွေမှာကျွန်တော်တို့ထပ်ပြီးတော့ကိုယ်တိုင်ကျွန်တော်စောက်ရမယ့် industry တွေရှိသလိုသူရဲ့ ready made စောက်ပေးထားတဲ့ industry နှစ်ခုရှိပါတယ်အဲ့နှစ်ခုကပါလဲဆိုတော့ဒီ porcelain kiln နဲ့ဒီ aroma brewery ဆိုတဲ့နှစ်ခုပါဒီတော့ဒီ industry နှစ်ခုကိုကျွန်တော်တို့ထပ်ပြီးတော့စောက်လို့မရပါကျွန်တော်လိုမျိုးပြုတ်သိပ်ပြီးတော့ industry ကိုပြုတ်သိပ်ပြီးတော့ထားလဲရတယ်ဒါမှမဟုတ်ကိုဘာကိုအကျယ်ဟိုနေရာမှာ industry တစ်ခုဒီနေရာမှာ industry တစ်ခုထားလဲရတယ်ပြီးတော့ကိုကပစ္စည်းတွေစောင့်နေနေဒီလိုမျိုးပေါ်လာရင်အဲ့ဒီနားလေးကိုတွားပြီးတော့ industry တိုင်းကိုချိန်လိုက်ရုံပဲဒါကတော့ကိုစိတ်ကြိုက်အဆင်ပြေတယ်လို့လုပ်လို့ရတယ်နောက်တစ်ခုကကျတော့ဒီ blissful tree မှာမဟုတ်ဒီနေရာကိုတွားပြီးတော့စောင့်လဲရတယ်ဒါပေမဲ့အဲ့ဒီကိုတွားစောင့်မယ်ဆိုရင် blissful tree ကအရင်တိုင်းပြန်ဖြစ်သွားမှာဗျာသိလားကျွန်တော်တို့အရင်တိုင်းပြန်ဖြစ်သွားတာမျိုးမကြိုက်ဘူးဒီကျွန်တော်တို့နေခဲ့တဲ့နေရာကိုပဲတေချာလေးပြန်စောင့်ချင်တဲ့အတွက်ကြောင့်ဒီမှာပဲကျွန်တော်အရင်ဆုံးရအောင်လုပ်နေတာဟုတ်ပြီဒါပေမဲ့ဘာမှလောဆယ်ဘာ component မှအရင်ဆုံးမစောက်ပါနဲ့ခဏလေးစောင့်ပါစိတ်ကြိုက်စောက်လို့ရတဲ့အပိုင်းကလာပါမယ်ခဏလေးစောင့်တမင်ကဒီ industry ကိုရှင်းပြရဲဆိုတာနောက်ပိုင်းဟာတွေကိုပြောပြရင်လည်းသဘောပေါက်သွားလို့ပါဒါကြောင့်မို့ခဏလေးဒီ industry time တွေကိုစိတ်ထဲမှာခဏလေးမှတ်ထားပါဟုတ်ပြီပထမဆုံးလုံးဝလုပ်ရမယ့်အချက်နံပါတ်3 retainers ဒါမှမဟုတ် NPC recruitment ပါဟုတ်ပါတယ်အရင်ဆုံး tutorial quest ကဒီ recruitment quest ဆိုတာပြီးပြီဆိုရင် NPC တွေကိုဒီက limit ပြည့်တဲ့အထိကိုလိုက်ပြီးတော့ recruit လုပ်ပါ recruit လုပ်တဲ့ခါကျရင်ဒီ NPC တွေမှာ innate ability ဆိုပြီးရှိပါတယ်အဲ့ဒီကောင်တွေပါတဲ့ NPC တွေကိုအရင်ဆုံးဦးစားပေးပြီးတော့ recruit လုပ်ပါပြီးမှကြံသားတွေကိုကိုလိုလိုမျိုးလိုက်ဖြည့်လို့ရပါတယ်တချို့ကကျတော့ဒီလိုမျိုးစကနိုင်လူတာလေးနဲ့ရတယ်တချို့ကကျတော့ဒီလိုမျိုး gift ပေးမှပဲရပါတယ်ဟုတ်ပြီဒါဆိုရင်ဒီလိုရွှေရောင်တဲ့ကောင်တွေကျတော့ဘယ်လိုခေါ်မလဲလာမယ်မပူနဲ့ဒီကောင်တွေကိုခေါ်နေရနံပါတ်4မှာကျွန်တော်ပြောပြမယ်ဒီလိုမျိုး recruit လုပ်နေရင်ကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရင် slot လေးတစ်ခုလောက်တော့ခြံထားခဲ့ပေးပါဘာလို့လဲဆိုရင်အကယ် quest တွေပါပေါ်လာလို့ slot ပြည့်နေမယ်ဆိုရင်ဒီ NPC ကို recruit လုပ်လို့မရတော့ပါ
ဟုတ်ပြီ NPC တွေကို recruit လုပ်ပြီးရောလည်းရပြီလားဆိုတော့မဟုတ်သေးပါဘူးသူတို့တော့800နေရာလိုပါတယ်15ရောက် recruit လုပ်ထားတယ်ဆိုရင်အဲ့ရ15ခုလိုတယ်အယောက်20 recruit လုပ်ထားတယ်ဆိုရင်အဲ့ရအခု20လိုပါတယ်ပြီးရင်ဒီ800အောင်မှာဒါဘသူ800ဆိုပြီးအဆိုင်ချလိုက်ရပါဒါပေမဲ့နောက်မှလုပ်ပါ residential အိမ်ကြီးစောက်ပြီးမှအဲ့အပိုင်းတွေကိုလုပ်ဖို့လုပ်ပါပြီးတော့ဒီတိုင်းသူတို့အိတ်ဖို့နေရာနဲ့နေမပြီးသေးပါအောင်သူတို့နားဖို့နေရာလည်းလိုပါတယ်ဖဲရိုက်ဖို့နေရာ sorry မာဂျွန်ဆော့ဖို့နေရာလေးကြားထိုးဖို့နေရာကြီးလည်းလိုပါတယ်နောက်တစ်ခုကကျတော့သူတို့မှလည်း bike ပါပါတယ်ဒီလိုမျိုး Viker ဆိုတာလေးရှိရတဲ့အတွက်ကြောင့်မို့လို့သူတို့စားဖို့လိုတဲ့အတွက်ကြောင့်ဒီ setting လေးကိုတွားပြီးတော့ပြင်ပန်းမှုဘယ်လောက်ရောက်ပြီဆိုရင်ဘာကိုစားဖို့ဆိုပြီးတော့ကိုစိတ်ကြိုက်ချိန်လို့ရပါတယ်လောက 1% ပြေးမှာ1% ပြေးမှာတော့စားဆိုပြီးတော့မလုပ်ကြပါနဲ့ပေါ့နော်အဲ့လောက်ကြီးတော့မခိုင်းစားကြနဲ့လေဥပမာဆိုရင်ဒါကကျွန်တော်အိမ်ဒါကသူတို့အိမ်နံပါတ်၄ currency 3မျိုး materials နဲ့ recycle လုပ်နည်းပါဒီ homestead မှာ currency က3မျိုးပဲရှိပါတယ်ဒီရွှေရောင် green လေးရာကြာသူကကျွန်တော်တို့ emote တွေဝယ်ဖို့ outfit တွေ scenario တွေဝယ်ဖို့အတွက်ပါအရင်အရေးမကြီးပါဘူး quest တွေလုပ်ရင်းနဲ့သူ့လိုရသွားမှာပါတကယ်အရေးပါဆုံးကတော့ဒီ count လေးပါဟုတ်ပါတယ်တကယ်အရေးပါဆုံး currency ကဒီ count လေးပါဒီ count လေးကကျွန်တော်တို့စားတော့ဆိုင်ဖွင့်ထားလို့ရတဲ့ပတ်စံတွေကဒီ count လေးအနေနဲ့ရတာပါဒီတော့ဒီ count လေးကိုကျွန်တော်တို့ဘယ်လိုရှာရမလဲဒီ menu တွေကိုတွားပြီးတော့ quest တွေလုပ်ပြီးတော့ကျွန်တော်တို့ရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ homestead level 4ရောက်သွားရင်ပစ္စည်းတွေရောင်းနေရမယ်ပြီးရင် Young Master Journey ကနေပြီးတော့ရမယ်ဒီ Young Master Journey ကိုလည်းအပတ်တိုင်းဝင်ပြီးတော့လုပ်ပေးပါဒီလိုမျိုး Young Master Journey လုပ်နေနေဒီ quest လိုပုံစံမျိုးပေါ်လာပြီဆိုရင်ဟုတ်ပါတယ်ကိုကြိုက်တဲ့ရွှေရောင် NPC ကိုတွားပြီးတော့ recruit လုပ်လို့ရပါပြီဘယင်းနေပါတဲ့ game ဆိုင်ကိုတော့စပုံးသွားတော့ထားပါနောက် currency ကကြတော့ဒီတစ်လေးတွေပါဒီတစ်လေးတွေကြတော့သူကကျွန်တော်တို့ deposit လုပ်ရင်းနဲ့ရတယ်ဒီလိုမျိုးတွားခုတ်ခိုင်းတွားပြီးတော့ခုတ်ခိုင်းနေလည်းရနိုင်ပါတယ်ဒီတစ်လေးတွေမှမဟုတ်ပါဘူးဒီလိုမျိုးကိုလိုအပ်နေတဲ့ item တွေလည်းဒီလိုမျိုးကိုမှရှိတဲ့အိတ်ထဲကနေပြီးတော့ deposit ထည့်လို့ရပါတယ်ဒါပေမဲ့ deposit ထည့်တာ weekly limit ဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးမထည့်လိုက်ပါနဲ့အရင်ဆုံးကိုယ့်ရဲ့ industry ကိုယ့်ရဲ့ startup ဆိုင်မှာလိုမဲ့ပစ္စည်းတွေကိုအရင်ဆုံးကြည့်ပြီးတော့မှစင်ပြီးဆိုလို့ထည့်ပါပါတနင်္ဂနွေနေ့လိုမျိုး weekly research 6မဲ့နေ့မျိုးရောက်ပြီဆိုတော့မှ limit အကုန်လုံးပြည့်သွားဒီ deposit လုပ်ချလိုက်ပါအကယ်၍ပြီးတော့ကိုကပစ္စည်းတစ်ခုမှားဝယ်လိုက်မိပြီဆိုရင်လည်းဒီလိုမျိုးပြန်ပြီးတော့ recycle လုပ်လို့ရပါတယ်ဥပမာကျွန်တော်ဆိုရင် residential area ကို10ခုလောက်မှားပြီးဝယ်ချလိုက်တယ်ဒီတော့ကျွန်တော်ကောက်လေးတွေပြန်အောင်ဆိုပြီးတော့ recycle ကျွန်တော်ဒီလိုပြန်လုပ်လို့ရပါတယ်ဟုတ်ပြီ materials နဲ့ component တွေဒီ material component တွေမှာကျွန်တော်တို့နှစ်မျိုးရှိပါတယ်ပထမတစ်ခုကပါလဲဆိုတော့ဒီ homestead components တွေနဲ့ဒီရိုးရိုးကိုယ်ပိုင် personal components တွေပါလာပါပြီစောက်တဲ့အပိုင်းဒီ components တွေထဲကကိုယ်ပိုင် components တွေကိုကျွန်တော်ခုနကပြောတဲ့ industry ထဲမှာစိတ်ကြိုက်သွားပြီးတော့စောက်လို့ရပါတယ်ဒီ personal components တွေကအကြောင်းတော့မပြောပြတာဟုတ်ဒါတွေကကျတော့ pay တွေနဲ့ဆိုင်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ပါဒီတော့ homestead တွေက components တွေအကြောင်းပဲပြောပြအောင်ပဲ homestead တွေက components မှာကျတော့သူက5မျိုးရှိပါတယ်ပထမတစ်ခုကကျတော့ဒီ building တွေပါစားတောက်ဆိုင်တွေဒီလို industry area ပေါ်သွားစေတဲ့ building မျိုးတွေဒီလိုမျိုးရိုး building လေးတွေလည်းရှိပါတယ်နောက်တစ်ခုကကျတော့ facility တွေပါဘယ်လိုကောင်မျိုးတွေလဲဆိုတော့ဒီလိုမျိုးမီးဖို့ချောင်းလိုနေရာမျိုးတွေဒီလိုမျိုး oil လောက်တဲ့မီးဖို့လိုနေရာမျိုးတွေ wine လောက်တဲ့ brewery လိုကောင်မျိုးတွေပါဒီ facility တွေကကျတော့ပြောမှဆိုရင် production area မျိုးတွေပါ NPC တွေကိုခိုင်းစားတဲ့နေရာပေါ့နော်နောက်တစ်ခုကကျ decoration components ဒီကောင်လေးကကျအလှတက်ပါဒါပေမဲ့အလှတက်ဆိုပေမဲ့အဲ့ဒီကောင်လေးတွေက prosperity အရင်တက်စေပါတယ် prosperity ကကျွန်တော်အနည်းဆုံးမြန်မာလိုပြောရမယ်ဆိုရင် NPC တွေပြောဖို့ဒါမှမဟုတ်ဒီလိုမျိုးထိုင်ကုန်နေရာတွေချတာလို့ဒီလိုအလှတွေစင်တာလို့ဒီလိုနေရာမျိုးတွေပါဒီ prosperity component များထားရင်လည်း prosperity တက်ပြီးတော့ကို homestead level ကိုမြင့်လို့ရပါတယ်နောက်တစ်ခုက interactive component တွေပါဒီလိုထိုင်ကုန်လိုကောင်တွေဒီလိုမျိုးရေချိုးတဲ့ကောင်မျိုးတွေဒီလိုကောင်တွေပါ number 5 menu ဒီ menu ကြီးအကြောင်းကိုကျွန်တော်ပြောပြပါမယ်ဒီ menu ကတကယ်လွယ်လေးပါခုနကကျွန်တော်ပြောခဲ့တဲ့ NPC recruitment ကကျတော့ဒီမှာသွားယူတယ်ပြီးရင်သူတို့အတွက်လိုအပ်တဲ့ talent တွေကိုတွားပြီးတော့ upgrade လုပ်ပေးတယ်ပြီးရင်ဒီနေရာကိုတွားပြီးတော့ကျွန်တော်တို့ industry တွေလိုက်ဆောက်တယ်အိုးလုပ်တဲ့နေရာဆောက်တယ်ပြီးရင် wine လုပ်တဲ့နေရာဆောက်တယ်ပြီးရင်ဒီ industry တွေကိုဒီနေရာကိုတွားပြီးတော့ upgrade မြင်လို့ရပါတယ်ဥပမာဆိုရင်ဒီကောင်လေးကို upgrade မြင်လို့လည်းကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီမှာတစ်ခါတည်းပြလာပေးပြီးသားဒီမြားလေးကိုနှိပ်လိုက်ပြီးတော့ကိုလိုရင်လိုအပ်သလိုမျိုးတွားပြီးတော့လှုပ်လိုက်ရုံပါပဲပြီးတော့ဒီကောင်လေးဒီ industry တွေကို upgrade မြင်မှကျွန်တော်ခုနပြောတဲ့ facility တွေများများဆောက်လို့ရမှာပါဥပမာကျွန်တော်မှာဆိုရင်ဆက်စားတော့မီးဖို့တစ်ခုပဲထားလို့ရတယ်အခုဆိုရင်မီးဖို့နှစ်ခုထားလို့ရပြီဒီမှာဆိုရင်စားတော့ဆိုင်အတွက်စဝဲလေးခုခင်းလို့ရပြီနောက်တစ်ခုကကြာလာဒီ dispatch ပါဒီ dispatch ကိုနှိပ်ပြီးတော့ကိုလိုတဲ့နေရာမှာ NPC တွေကိုလိုလိုထည့်ပြီးတော့ start rotation ဆိုတာလုပ်ပြီးတော့ခိုင်းစားလို့ရပါပြီ NPC တွေကိုခိုင်းတဲ့အခါကျရင်သူရဲ့ innate talent အတိုင်းခိုင်းပါပြောမယ်ဆိုရင်မိန်းကလေးတွေကိုတွားပြီးတော့တက်သွားခုတ်ခိုင်းတာလို့ယောက်ျားလေးတွေကိုတွားပြီးစပွဲတွားထုတ်ခိုင်းတာမျိုးတော့မလုပ်ကြနဲ့ပေါ့နောက်တစ်ခုကကြာလာဒီ prosperity ပါ
ဒီကောင်ကို upgrade မြင်ဖို့ဆိုရင်ကျွန်တော်ခုနကပြောတဲ့လိုအပ်တဲ့ decoration တွေလိုက်ထည့်ပြီးတော့လုပ်ရမှာပါဒီတော့ကိုကအိမ်လဲတိတ်ချမစောက်တဲ့ decoration တွေပါညာရတဲ့အရင်မလုပ်ချင်ဘူးဆိုရင်ဒီမီးအိမ်လေးတွေကိုဒါအများကြီးဝယ်ချလိုက်ရောမီးအိမ်တွေကဇက်တိုက်ဒီလိုမျိုးစောက်သွားလို့လည်းရပါတယ်အဲ့ဒါဆိုရင် personality ပြည့်ပါတယ်နောက်မှကိုတိတ်ချစောက်ချင်တယ်ဆိုရင်ဒီကောင်လေးကောင်တော့ပြန်ပြီး cycle လုပ်ပြီးတော့ပြန်စောက်လဲရပါတယ်ပြီးတော့ homestead level 4ရောက်ပြီဆိုရင်ဒီလိုမျိုး item တွေကိုရောင်းလို့ရပါပြီတကယ်ကို item တစ်ခုကိုထုတ်တော့မယ်ဆိုရင် item မှာဒီလိုပုံစံလေးတွေ့နေပြီဆိုရင်ဒါ order မှာတဲ့ item တွေပါဦးစားပေးထုတ်ရမယ့် item မျိုးတွေပါနောက်တစ်ခါကျတော့ဒီနေရာကျွန်တော်ဒီနေရာမှာသွားပြီးတော့ homestead သွားဆောက်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ဒီ blissful retreat ကြီးကအရင်လိုမျိုးပြန်ဖြစ်သွားမှာဗျာဒီလားဒီတော့ကျွန်တော်ကအရင်လိုပြန်ဖြစ်သွားမှာမျိုးမကြိုက်တဲ့အတွက်ကြောင့်မလို့ဒီ blissful retreat မှာလည်းကျွန်တော်တေချာကြီးစောင့်နေတာပါပြီးရင်ဒီနေရာမှာကျွန်တော်ဒီတစ်ပတ်ဘာဦးစားပေးရမလဲဆိုတာပြရတယ်ဒီနားလေးကိုတွားကြည့်ပြီးတော့ဒီနေ့အမြတ်ဘယ်လောက်ရလဲဆိုတာကိုကျွန်တော်တွားကြည့်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင် gameplay routine ဒီတော့ homestead မှာကျွန်တော်ခုနပြောတဲ့အချက်တွေလုပ်ပြီးဆိုရင်ဘာတွေဆက်လုပ်ရမလဲဆိုတော့ဒီ fan လမ်းကိုတွားပြီးတော့လိုအပ်တဲ့တီးနှံတွေစိုက်မယ်ပြီးရင် dispatch ကိုတွားပြီးတော့ NPC တွေကိုခိုင်းစားမယ်ပြီးရင်ကြောက်တုံးလိုလာလားတစ်သားလိုလာလားဘာလိုပါလဲကိုကြည့်ပြီးတော့ကိုလိုအပ်တဲ့လိုမျိုးလိုက်ပြီးတော့ပစ္စည်းတွေလိုက်ဖြည့်မယ်ပြီးရင် personality တက်အောင်လုပ်မယ်ဒီလိုမျိုးအပတ်တိုင်းဝယ်ရမယ့်ကောင်လေးတွေကိုကိုယ်မှာရှိတဲ့ god online တွေလိုက်ဝယ်မယ် blissful retreat ကိုကျွန်တော်တို့ upgrade မြင်မယ် recruitment တွေလိုက်လုပ်မယ်ပစ္စည်းတွေရလာပြီဆိုရင်ဒီပစ္စည်းတွေကိုကျွန်တော်တို့တွားပြီးတော့ရောင်းလို့လည်းရတယ်လို့ဒီလိုမျိုး order မှာတဲ့ပစ္စည်းတွေကိုအရင်ဆုံးထုတ်ပြီးတော့တွားရောင်းလည်းရတယ်နောက်တစ်ခုကကြတော့ဒီရောင်း master daily ကိုကျွန်တော်တို့အပတ်တိုင်းလုပ်မယ်ဟုတ်ပါတယ်ဒါလေးကတော့ gameplay routine ဒီလောက်လေးပါပဲဒါကလောလောဆယ်ကျွန်တော်တည်ထားတဲ့လောက်ပါအပိုင်းနှစ်မှာကြတော့ကျွန်တော်ဘာလာမလဲဆိုရင်တော့လောလောဆယ်ကျွန်တော် idea မရသေးလို့မလာသေးပါဘူး YouTube လေးမှာကျွန်တော် subscriber လေးတွေအများကြီးရလာရင်တော့ idea တွေထွက်ရင်ထွက်လာမှသိလားပြောလို့မရအောင်ကြက်ချပါအားလုံးပဲNever stop trying, never stop learning, and never stop dreaming. Zeze out.